အားလုံးပဲမင်္ဂလာပါခင်ဗျ CK Food Blog ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျဒီနေ့ကျွန်တော်ကမော်ဟင်ငါအပြည့်မောင်တပန်းလုံးကြီးကိုအားရပါရမနာတမ်း share စားပြပါမယ်ခင်ဗျအားရပါရဆိုရင်ဆိုင်မစားတာအမြတ်ခုလိုမျိုးအားရပါရစားပြတာတွေကိုသဘောကျတယ်ဆိုရင်တော့ကျွန်တော်ရဲ့ CK Food Blog YouTube channel ကိုလည်း like and subscribe လေးနဲ့အားပေးသွားကြပါဦးခင်ဗျာကြည့်ရှုအားပေးတဲ့အတွက်လည်းအားလုံးကိုအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာBye.